တောင်သူများအားလုံးမင်္ဂလာပါဆိုတော့ဒီနေ့ခေတ်မှာတော့ကျွန်တော်တီးနှံနေစိုက်ပျိုးရတဲ့ဈေးတွေကတော်တော်လေးများပါတယ်အထူးသဖြင့်ဒီယူရီးယားနဲ့ဒီဓာတ်မြေဩဇာဈေးတွေကအစမတန်တက်နေတော့ဒီတွန်းအားစုဈေးတွေအတွက်ကိုလည်းကုန်ကြတဲ့ဈေးတွေကအရန်ကိုလည်းများနေပါပြီဆိုတော့ဒီဓာတ်မြေဩဇာမကျွေးဘူးဆိုလို့ရှိရင်လည်းဒီအထွတ်နှုံးတွေကကြာဦးမယ်ပေါ့နော်ဓာတ်မြေဩဇာတွေကိုဒီနှစ်စဉ်နှစ်တိုင်းအလွန်ကျွန်းသုံးနေကြတော့မြေကြီးတွေကလည်းကျစ်ပြီးတော့မှတေလာပြီလို့ကျွန်တော်ပြောလို့ရပါတယ်ဒါဆိုရင်တော့ဒီဈေးကြီးလည်းလုံးဝမကုန်တဲ့အပြင်ကိုမှမြေစီလာလည်းပြန်ကောင်းလာစေပြီးတော့မှတီးနဲ့အထက်နှုံးတွေလည်းပို့ပြီးတော့တီးတတာတိုးတက်လာစေမဲ့ဒီလန်လေးတစ်ခုရှိပါတယ်ဒါကတော့ဒီကျွန်တော်တို့ဒီစိုက်ပျိုးရေးပညာရှင်တွေအများစုထောက်ခံထားကြတဲ့ဒီသစ်စိမ်းမြေဩဇာကိုပြန်လည်ပြီးတော့ဖြည့်တင်းပေးတာဖြစ်ပါတယ်ဆိုတော့ဒီသစ်စိမ်းမြေဩဇာတွေအဲမှာကျွန်တော်ဒီနေ့ကျွန်တော်ပြောပြလိုတာကတော့မြေပြန့်ချယ်ရီလို့ခေါ်တဲ့ဂလီရီစီယာတာဒီသစ်စိမ်းမြေဩဇာနဲ့အသုံးပြုတဲ့နည်းလမ်းလေးဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုမှာတော့ဒီမြေပြန့်ချယ်ရီဒီစိုက်ပျိုးရနေပြီးတော့ဘယ်လိုမျိုးအသုံးပြုလို့ရမလဲဆိုတဲ့အသေးစိတ်ကိုကျွန်တော်အနေနဲ့ဒီပြောပြပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုဆုံးသက်ထိအောင်ကြည့်ပြီးတော့ကြပါဦးကျွန်တော်နေဒီသစ်စိမ်းမြေဩဇာလို့ပြောကြတဲ့အချိန်မှာကျွန်တော်အရင်ဆုံးပြေးမြင်မိတာကဒီပိုက်ဆန်လျှော်တို့ပဲလွမ်းတို့လိုမျိုးအပင်မျိုးတွေပဲဖြစ်ပါတယ်ဆိုတော့သူတို့တွေရဲ့အားနည်းချက်ကတော့ကျွန်တော်ဒီမိုးရသည်မှာပဲအဓိကစိုက်ပျိုးကြတယ်ဒီစိုက်ပျိုးပြီးတဲ့ချိန်မှာလည်းဒီထဲထိုးထွံ့မြုပ်ပြီးတော့မှဒီတစ်နှစ်လုံးမှာကျွန်တော်ဒီ100ဒီလောက်ပဲကျွန်တော်အသုံးပြုလို့ရပါတယ်ဆိုတော့နောက်ထပ်တစ်ခုကတော့ကျွန်တော်ကိုရဲ့အဓိကသီးနှံတွေကိုစိုက်ချင်နေပြီဒါပေမဲ့ဒီအပင်ကထဲထိုးထွံ့မြုပ်ဖို့တဲ့အချိန်မကြာသေးရည်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဆိုတော့အဲ့လိုမျိုးအတွက်ကြောင့်လေဒီနှစ်မှာတစ်ခါပဲထည့်ရတဲ့အချိန်မှာကြာလို့ရှိရင်တော့ကျွန်တော်နှစ်စဉ်နှစ်တိုင်းတောက်လျှောက်လုပ်ပြီးနေရတာမျိုးတွေကဒါပင်ပန်းပါတယ်ပိတ်ဆက်လျှော်တို့ပဲလွမ်းတို့လိုမျိုးလဲအမြဲတမ်းတခါလုံးနေကြလည်းမလို့ဘူးဆိုတော့ဒီချိန်စိုက်ပြီးသွားလို့ရှိရင်တောက်လျှောက်ဒီသစ်စိမ်းမြေဩဇာအနေနဲ့အသုံးချလို့ရနေတဲ့ဟာကတော့ဒီမြေပြန့်ချယ်ရီရဲ့အပင်ပဲဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးမှာမြေပြန့်ချယ်ရီအကြောင်းကိုအသေးစိတ်ပြောပြပေးသွားပါမယ်ဆိုတော့မြေပြန့်ချယ်ရီဆိုတာကဘယ်လိုအမျိုးအစားလဲပေါ့နော်ဆိုတော့သူကကြတော့ဒီပဲမျိုးရင်းဝင်ဒီနှစ်ရှည်ပင်အပင်ကြီးမျိုးတစ်မျိုးဖြစ်ပါတယ်ဆိုတော့သူ့ကိုမခုတ်ဖဲနဲ့ဒီတိုင်းပဲလွှတ်ထားလိုက်မယ်သူ့ကိုမခုတ်ဖဲနဲ့လွှတ်ထားလိုက်မယ်ဆိုလို့ရှိရင်ဒီအပင်ရဲ့အမြင့်ကပေ30ရနေပြီးတော့36ပေလောက်ထိအောင်မြင့်တက်သွားနိုင်စွမ်းရှိပါတယ်ဆိုတော့သူ့ရဲ့ဒီထူးခြားချက်ကတော့ကျွန်တော်ဒီမြေကြီးလည်းမရွေးပါဘူးဆိုတော့မြေမျိုးစားပေါင်းစုံမှာလည်းစိုက်လို့ရတယ်ဆိုတော့ဒီရာသီဥတုကလည်းအကျန်းခံပါတယ်ပြီးလို့ရှိရင်ဒီသူ့ရဲ့အဓိကအားသာချက်ကတော့အရန်လွယ်ကူပါတယ်စိုက်ပြီးတော့တကယ်ကိုပဲလွယ်ကူလို့ရှင်းပါတယ်ဆိုတော့ဒီလေမြေတွေမကောက်ဘူးပေါ့နော်ကျွန်တော်ဒီရာမြေတွေဒီ6သွေးတဲ့ဒီအပူပိုင်းဒေသမှာရှိတဲ့မြေကြီးတွေဆိုတော့ဒီအပူပိုင်းဒေသမှာရှိတဲ့မြေကြီးတွေဆိုတာကျွန်တော်လေကာပင်တွေနဲ့တောင်မှစိုက်လို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီနှစ်ရှည်ပင်တွေပေါ့နော်ကော်ဖီလိုဟာမျိုးမှာဆိုလို့ရှိရင်ဒီကော်ဖီပင်တွေအရေးရဖို့ရအတွက်ကိုပဲကျွန်တော်ဂျားထဲမှာဒီအေးရပင်တွေစိုက်ပျိုးကြပါတယ်ဆိုတော့အဲ့ဒီနေရာမှာလည်းဒီမြေပြန့်ချယ်ရီကိုလည်းသုံးပြုလို့ရပါတယ်ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီမြေပြန့်ချယ်ရီရဲ့ဒီအကြိုက်ဆုံးအားသာချက်တစ်ချက်ကတော့ကျွန်တော်ဒီပိုက်ဆန်လျှော်တို့လိုမျိုးဒီကိုယ့်ရဲ့လေကွက်ထဲမှာနေရာကြီးတည်တံ့ပေးအချိန်ကြီးတည်တံ့ပေးနေစရာမလိုပဲနဲ့ဒီကတင်းပေါ်မှာပဲအလွယ်တကူစိုက်ပျိုးလို့ရတဲ့အားသာချက်တွေရှိနေတာပါဆိုတော့အချို့တွေကကျတော့ဒီမြေပြန့်ချယ်ရီကိုကျွန်တော်ဒီနိုက်ထရိုဂျင်စက်ယုံဆိုပြီးတော့တောင်မှခေါ်ကြပါတယ်ဆိုတော့ဒီတစ်ချိန်နဲ့စိုက်ထားလိုက်တာနဲ့ကျွန်တော်ဒီစက်ယုံကြီးလိုမျိုးကိုယ့်ရဲ့လေကွက်တက်ကိုဒီလိုအပ်တဲ့အာဟာရဓာတ်တွေကိုနှစ်ပတ်လေတောက်လျှောက်အမြဲတမ်းပဲထုတ်သွားပေးတာဖြစ်တဲ့ကြောင့်မလို့ဒါနိုက်ထရိုဂျင်စက်ယုံဆိုပြီးတော့တောင်မှတင်စားပြီးတော့ခေါ်ကြပါတယ်ဆိုတော့သူ့ရဲ့ဒီအရွက်တွေမှာပါဝင်တဲ့အာဟာရဓာတ်တွေကိုလည်းကျွန်တော်ဒီတခွဲပြီးတော့စမ်းသပ်ကြည့်လိုက်တဲ့အချိန်မှာအာဟာရဓာတ်တွေကလည်းတကယ်ကိုကောင်းမွန်တာတွေ့ရပါတယ်ဆိုတော့ဒီနိုက်ထရိုဂျင်တွက်ဆိုလို့ရှိရင်ဆိုတော့နိုက်ထရိုဂျင်ကဒီပလဲဓာတ်မြေဩဇာတွေမှာပါတဲ့အဓိကအာဟာရဓာတ်ပါဆိုတော့နိုက်ထရိုဂျင်ဒီနဲ့ဆိုလို့ရှိရင်တော့ဒီ2.96%ရာခိုင်နှုန်းပါဝင်တယ်ဒီ phosphorus ဆိုလို့ရှိရင်တော့3.18%ရာခိုင်နှုန်းပါဝင်ပြီးတော့မှ potassium ဆိုလို့ရှိရင်တော့ဒီ3.8%ရာခိုင်နှုန်းထိအောင်ပါဝင်ပါတယ်ဆိုတော့သူ့မှာအများဆုံးပါတာတော့ကျွန်တော်ဒီကျွန်တော်မြေကြီးတွေအတွက်ကိုအဓိကလိုအပ်နေတဲ့ဒီသစ်ဆွေးဓာတ်လို့ခေါ်တဲ့ဒီ organic matter ပါဆိုတော့သူကဒီ53.25%ရာခိုင်နှုန်းထိအောင်လည်းပါဝင်ပါတယ်နောက်ထပ်အားသာချက်တစ်ခုကတော့ဒါကျွန်တော်ဒီကိုယ့်ရဲ့ဒီ organic matter တွေဒီသစ်ဆွေးဓာတ်တွေမြန်မြန်ဆွေးမြေ့သွားဖို့ရအတွက်ဆိုလို့ရှိရင်ဒီကာဗွန်နိုက်ထရိုဂျင်အချိုးကအရေးကြီးပါတယ်ဆိုတော့ဒီမြေပြန့်ချယ်ရီမှာဆိုရှင်တော့ဒီအရွက်တွေမြန်မြန်ဆွေးမြေ့နိုင်တဲ့ဒီကာဗွန်နိုက်ထရိုဂျင်အချိုးကတင့်တော်တဲ့အတင့်တော်ဆုံးအချိုးတစ်ခုမှရှိနေတာပါဆိုတော့ဒါကကျွန်တော်ဘယ်မှာကျွန်တော်မြင်တာအောင်ဘယ်လိုပြောရမလဲဆိုလို့ရှင်တော့ဒီဥမာဆိုတော့ကျွန်တော်ဒီကာဗွန်နိုက်ထရိုဂျင်အချိုးမကောင်းတဲ့စဘာရိုးပြက်လိုဟာမျိုးပေါ့နော်ဆိုတော့စဘာရိုးပြက်လိုဟာမျိုးကိုကျွန်တော်ဒီမြေကြီးထဲမှာထည့်ထိုးပြီးတော့မြုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီရိုးပြက်တွေကဆွေးမြေ့ဖို့ရတဲ့ကိုအချိန်ကြီးအကြာကြီးယူရပါတယ်ဆိုတော့ဒီ
ဒီမြေပြန့်ချယ်ရီကြလို့ချင်းတော့အဲ့လိုမျိုးမဟုတ်ဘူးနဲ့သူ့ရဲ့ဒီအရွက်ကိုမြေကြီးထဲမှာထည့်လိုက်ပြီးဆိုတာနဲ့ကိုပဲမြန်ပဲအလွယ်တကူဆွေးမြေ့နိုင်စွမ်းရှိပါတယ်ဆိုတော့ဒါကာဗွန်နိုက်ထရိုဂျင်အချိုးကကောင်းနေတဲ့အတွက်ကြောင့်မလို့ဒါမြန်ဆွေးမြေ့တာဖြစ်ပါတယ်ဆိုတော့အချို့သုတေသနတွေမှာဆိုလို့ရှိရင်ပေါ့နော်ဒီတစ်စိမ့်မြေဩဇာမြေပြန့်ချယ်ရီကိုသုံးထားတဲ့ဒီတစ်စိမ့်မြေဩဇာ2တန်းလောက်ထည့်မယ်ဆိုလို့ရှိရင်ကိုပဲဒီစပားရဲ့အထွန်းနှုန်းက25ရာခိုင်နှုန်းကနေပြီးတော့35ရာခိုင်နှုန်းလောက်ထိအောင်တိုးတက်လာတယ်ဆိုတာမျိုးတွေလည်းကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီရေရှိမှာဆိုလို့ရှိရင်ဒီမြေကြီးတွေကတိတိတတ်တာကောင်းမွန်လာပါတယ်ဆိုတော့ကိုကအရွက်ကိုမြေဩဇာအနေနဲ့သုံးလို့ရတယ်ဒီခိုင်းခုတ်ထားပြီးတော့ကြံခဲ့တဲ့ခိုင်းတွေကိုကြားလို့ရှိရင်တော့ဒါကျွန်တော်တို့အိမ်မှာဒီထင်းနေနဲ့လည်းသုံးဆွဲလို့ရပါတယ်အဲဆိုရင်ကျွန်တော်ဒီမြေပြန့်ချယ်ရီကိုကျွန်တော်ဘယ်လိုမျိုးစိုက်ကြမလဲဆိုတော့ဒီမြေပြန့်ချယ်ရီကိုစိုက်လို့ရတဲ့နည်းလမ်းကတစ်ခုရှိပါတယ်ကျွန်တော်ဒီအစေးကနေလည်းစိုက်လို့ရတယ်နောက်တစ်ခုကဂိုင်ဖြတ်ပြီးတော့လည်းစိုက်လို့ရပါတယ်ဒီအစေးကနေစိုက်မယ်ဆိုလို့ရှိရင်တော့ဒီ2နှစ်လောက်ကြာပြီဆိုလို့ရှိရင်တော့ဒီမြေပြန့်ချယ်ရီဒီဂိုင်းတွေကိုစပြီးတော့ခုတ်လို့ရပါပြီဒီလိုဂိုင်းဖြတ်ပြီးစိုက်မယ်ဆိုရင်ဂိုင်းဖြတ်ပြီးစိုက်တာလည်းအရန်လွယ်ကူပါတယ်ဆိုတော့ဒီမြေပြန့်ချယ်ရီဂိုင်းကိုဖြတ်ပြီးတော့မှကျွန်တော်ကတင်းပေါ်မှာထိုးစိုက်ထားလိုက်ရုံနဲ့ဒီကိုပဲအပင်ရပေါက်ပါတယ်ဆိုတော့ဂိုင်းဖြတ်ပြီးစိုက်မယ်ဆိုလို့ရှိရင်တော့ဒီတစ်နှစ်ခွဲလောက်ဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဒီတစ်စိမ့်မြေဩဇာဓာတ်ကိုဂိုင်းနေစပြီးတော့ခုတ်လို့ရပါပြီဆိုတော့ကျွန်တော်တို့ဒီအပင်ကိုစိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီပင်ကြားတန်းကြားပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဒီအပင်စန့်နိုင်မယ့်ဟာလေးလည်းကျွန်တော်တွက်ချက်ထားပါတယ်ဆိုတော့တကယ်လို့ဒါကိုကဒီပင်ကြားတန်းကြားကဒီပေ20စိုက်မယ်ဆိုလို့ရှိရင်တော့ဒီတရေကမှာဆိုလို့ရှိရင်ဒီအပင်က108ပင်ထွက်ပါတယ်ဆိုတော့တကယ်အဲ့108ပင်ကိုကျွန်တော်ခုတ်လို့ရမယ့်အချိန်မှာခုတ်လိုက်မယ်ဆိုလို့ရှိရင်ဒီတစ်ချိန်ခုတ်မယ်ဆိုလို့ရှိရင်ဒီအရွက်ဆိုက9တန်းလောက်ထွက်ပြီးတော့ဒီထင်းက2တန်းလောက်ထွက်ပါတယ်တယ်လို့ဒါကျွန်တော်ပင်ကြားတန်းကြားကဒီ10ပေခက်စိတ်စိုက်မယ်ဆိုလို့ရှိရင်တော့တရေကကို435ပင်အထိဆန့်ပါတယ်ဆိုတော့တစ်ချိန်ခုတ်မယ်ဆိုလို့ရှိရင်တော့ဒီအရွက်ဆိုက19တန်းနဲ့ဒီထင်းက9တန်းလောက်ထိအောင်အများကြီးထွက်ပါတယ်စပားတရေကအတွက်ကိုဒီလိုအပ်တဲ့တစ်စိမ့်မြေဩဇာထည့်ဖို့ရအတွက်ဆိုလို့ရှိရင်ဒါကျွန်တော်တစ်စိမ့်မြေဩဇာ2တန်းလောက်ရှိဖို့လိုအပ်ပါတယ်ဆိုတော့ဒီဟာ2တန်းရဖို့ရအတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီအပင်ကြီးဒီ86ပင်ရှိမယ်ဆိုလို့ရှိရင်ပဲလုံလောက်ပါပြီဥမာအနေနဲ့ဆိုလို့ရှိရင်တော့ဒီ9နှစ်သားအရွယ်ပေါ့နော်ဆိုတော့အပင်ကြီး9ပင်လောက်ခုတ်လိုက်ရုံနဲ့ဆိုလို့ရှိရင်ဒီအရွက်ဆိုကပိတ်တာ130ဒီထင်းကိုင်းကဒီ63ပိတ်တာလောက်ထိအောင်ရနိုင်တဲ့အတွက်ကြောင့်မလို့ဒီကတင်းတစ်လျှောက်မှာဒီစိုက်ထားလိုက်မယ်ဆိုလို့ရှိရင်ပဲလုံလောက်တဲ့မြေဩဇာဓာတ်တွေရရှိနေမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ချိန်လည်းပြန်ခုတ်လို့ရတယ်ဆိုတော့ပြောချင်တာတော့ဒီကိုစိုက်မဲ့အပင်တွေအတွက်ကိုလိုအပ်တဲ့အချိန်တိုင်းမှာဒီကိုရဲ့ဒီကတင်းပေါင်ကနေပြီးတော့ဒီမြေဩဇာတွေကအမြဲတမ်းရရှိနေမှာဖြစ်ပါတယ်ဆိုတော့အပင်တွေကြီးလာပြီးတော့ဂိုင်းခုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးအသုံးပြုလို့ရမလဲဆိုတော့သူ့မှာအဆင့်3ဆင့်ရှိပါတယ်ဒါအရင်လွယ်ကူလို့ရှင်းပါတယ်ဆိုတော့ပထမတစ်ခုကတော့ကျွန်တော်ဒီအဆင့်1အနေနဲ့ဆိုရင်ပေါ့နော်ဒီဂိုင်းတွေကိုခုတ်ပြီးတော့မှကိုယ့်ရဲ့ဒီမြေခွက်ထဲမှာဖြန့်ခင်းထားလိုက်ရုံပါပဲဒီခုတ်လို့ရလာတဲ့မြေပြန့်ချယ်ရီဂိုင်းတွေကိုဒီစပားမစိုက်ခင်လေထွင်မဲ့ဒီလေမြေခွက်ထဲမှာအညီမျှအနံပြပေါ့နော်ညီညာလိုက်ပြီးတော့ဖြန့်ထားလိုက်မယ်အစင်းနေနေရဆိုလို့ရှိရင်တော့ကျွန်တော်ဒီအချိန်10ရက်လောက်စောင့်လိုက်ပေါ့နော်ဆိုတော့ဒီအချိန်10ရက်လောက်စောင့်လိုက်ပြီဆိုလို့ရှိရင်ပဲဒီဂိုင်းကြီးမှာရှိတဲ့အရွက်တွေအားလုံးကဒီမြေပြင်ပေါ်ကိုကျွေကျသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဂိုင်းတွေလည်းခြောက်သွားပြီရွက်တွေလည်းကျွေသွားပြီဆိုလို့ရှိရင်တော့ကြံခဲ့တဲ့ခိုင်းတွေကိုကျွန်တော်ကပြန်ကောက်ယူပြီးတော့မှကိုယ်အိမ်ချန်စီကိုအနေနဲ့လည်းသုံးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒါထင်းနေနဲ့လောင်စာနေနဲ့လည်းကျွန်တော်တို့အသုံးပြုလို့ရပါတယ်ကြံခဲ့တဲ့ဒီအရွက်တွေကိုကြားလို့ရှိရင်တော့ဒီအစင်သုံးပါဆိုလို့ရှိရင်တော့ဒါထည့်ထိုးပြီးတော့မြုပ်လိုက်ရုံပါပဲဒီမြေပေါ်မှာကျွေပြီးတော့ကြံခဲ့တဲ့ဒီအရွက်တွေကဒီနိုက်ထရိုဂျင်ဓာတ်တွေလည်းပြေဝနေပြီးတော့မှဒီထွန်စက်နဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းနွားထင်းနဲ့ပဲဖြစ်ဖြစ်ထည့်ထိုးပြီးတော့မြုပ်လိုက်ရုံပါပဲဆိုတော့ဒီအစင်သုံးစင်းငါတော့ဒါတောင်သူတွေအတွက်ကိုလိုက်လို့လွယ်ကူတဲ့ဒီလမ်းကိုဒါကျွန်တော်ပြောတာပါတကယ်လို့မှကိုကပို့ပြီးတော့ထိထိရောက်လှုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဂိုင်းတွေခုတ်ပြီးတော့မှဒီအရွက်တွေကိုခြွေလိုက်ပြီးတော့တခါတည်းတန်းပြီးတော့ထည့်လို့ထွင်မြုပ်လိုက်မယ်ဆိုလို့ရှိရင်လည်းဒါပို့ပြီးတော့တောင်မှကောင်းပါတယ်ဆိုတော့ဒါမျိုးလုပ်လိုက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ဒီလေကွက်ထဲကိုဒီဓာတ်မြေဩဇာတွေအများကြီးထည့်နေစရာမလိုတော့ဘဲနဲ့ကုန်ကြစိတ်တွေအများကြီးလည်းခြွေထားပြီးသားဖြစ်သွားမှာပါဒီပြန့်ချယ်ရီကိုဒီတစ်စိမ့်မြေဩဇာနေနဲ့အသုံးပြုခြင်းအပြင်ဒီကိုရဲ့ကုန်ကြစိတ်ဒီဓာတ်မြေဩဇာအတွက်ကုန်ကြစိတ်တွေလည်းတက်တာသွားမယ်ဒီကိုယ့်ရဲ့စိုက်ခင်းအတွက်အပင်တွေအတွက်လည်းအာဟာရဓာတ်တွေလည်းရရှိလာမယ်တစ်နေ့ထက်တစ်နေ့ကိုယ့်ရဲ့မြေကြီးကလည်းပို့ပြီးတော့ကောင်းမွန်လာဖို့ဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ဒါကျွန်တော်တို့တောင်သူတွေအနေနဲ့လွယ်ကူပြီးတော့လက်ကူရိုးရှင်းပြီးတော့မှတကယ်ကိုထိရောက်တဲ့မြေပြန့်ချယ်ရီတွေကိုဒီတနိုင်တစ်ပိုင်းစိုက်ပျိုးပြီးတော့မှကိုယ့်ရဲ့ဒီလက်ကွက်ထဲကိုအာဟာရအနေနဲ့ပြန်လဲဖြည့်တင်းမှုရအတွက်ကိုဒါကျွန်တော်ဒီနဲ့တိုက်တွန်းနှိုးဆော်အပ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့တောင်သူတွေအတွက်ကိုအကျိုးရှိစေတယ်ဆိုလို့ရှိရင်ဒီအခြားတောင်သူတွေလည်းတည်သွားအောင်လို့ပြန်ပြီးတော့မျှဝေပေးကြဖို့အတွက်ကိုကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ဆိုတော့ဒီမြေပြန့်ချယ်ရီနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့သိရှိလို့တဲ့မိကုန်းတွေရှိနေဆိုလို့ရှိရင်လည်းဒီအစိမ်းရောင်လမ်းဖုန်းဆော့ဖ်ဝဲမှာဒီအမေးဖြေကဏ္ဍမှာလာပြီးတော့မေးမြန်းဆွေးနွေးလို့ရပါတယ်
ဆိုတော့အားလုံးပဲဒီစိုက်ပျိုးသီးနှံတွေအထွက်တိုးပြီးတော့ဝင်ငွေတွေလည်းကောင်းကြပါစေဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်